မန္တလေးမှာမော်လမြိုင်အစားအစာအကွေ့တီကိုပြင်အထောင်းမျိုးစုံရပြီးစားလို့ရန်ကောင်းတဲ့ဟန်လန်ဆိုင်လေးဆိုင်ကိုပြန်ပြီး sharing လုပ်ပေးကြပါတယ်ဒီဆိုင်လေးမှာဆိုရင်တော့အခုလိုမျိုးစားလို့ရန်ကောင်းတဲ့ကွေ့တီကိုပြင်ကိုအထောင်းမျိုးစုံလေးရပြီးတော့ဒီဆိုင်ရဲ့အထောင်းတွေကအရသာကရှူရှဲရှဲထိထိမိမိနဲ့ကိုမှစားလို့ရန်ကောင်းတာမို့လို့ကျွန်တော်ပြန်ပြီး sharing လုပ်ပေးလိုက်ပါတယ်ဒီဆိုင်လေးကမန္တလေးမှာကွေ့တီကိုပထမဆုံးအနေနဲ့စတင်ရောင်းချတဲ့ဆိုင်လေးဖြစ်ပြီးတော့ဒီဆိုင်မှာရရဲ့ကွေ့တီကိုရတာကတကယ်ကိုမော်လမြိုင်ရတာစစ်စစ်ကိုမှလက်ရကလည်းအရန်စားလို့ကောင်းပြီးတော့အတုံးနဲ့အရေးဆိုပြီးတော့နှစ်မျိုးရပါတယ်ကျွန်တော်ကတော့ဒီနေ့အတုံးနဲ့ရေးစားပြီးတော့အထောင်းတွေလည်းမျိုးစုံရရမို့လို့ကျွန်တော်ဘာမှစားခဲ့လဲဆိုတာကိုဒီ vlog လေးကိုကျွန်တော်နဲ့အတူတူအဆုံးလေးကြည့်လိုက်ကြရအောင်Hello အားလုံးပဲ Assalamu alaikum လောက် share ဝင်လင်းကို page ကပြန်ကြိုလိုက်ပါတယ်ကျွန်တော်ခုရောက်နေတဲ့ဆိုင်လေးကတော့3 star ဆိုရဲကွေ့တီကိုအထောင်းမျိုးစုံရတဲ့ဆိုင်လေးဖြစ်ပြီးတော့ဆိုင်လေးကြာလေးကတော့24လမ်း25လမ်းကြာ83လမ်းမှာဖွင့်ထားပါတယ်ဒီဆိုင်လေးကနေ့လယ်2နာရီဆိုတာနဲ့စရောက်ပြီးတော့ည9နာရီဆိုသိမ်းပါတယ်နောက်ပြီးတော့ဒီဆိုင်လေးမှာဆိုရင်တော့ဆိုင်သားအနေနဲ့ရောပါဆယ်အနေနဲ့ရောရပြီးတော့ဆိုင်သားမယ်ဆိုရင်တော့ဖုန်းဆက်ပြီးကြိုးမှထားမယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ဒီဆိုင်မှာကကွေ့တီယိုကအရန်နာမည်ကြီးပြီးတော့စားလို့ရန်ကောင်းတာမို့လို့ကျွန်တော်ကတော့ဒီဆိုင်ရောက်တိုင်းကွေ့တီယိုအမြဲစားဖြစ်ပါတယ်ကွေ့တီယိုမှာပိုင်းမုတ်ဘက်ကစားယူရီးယားဘက်ကလာတဲ့မုတ်ဘက်ကိုပဲသုံးပေးထားပြီးတော့ဟင်းရီကလည်းတေချာလေးပြင်ဆင်ပေးထားတာမို့လို့ကွေ့တီယိုကိုတော့အတုပ်ကောရေကိုရောက်ရင်မစားကြည့်ဖို့ကျွန်တော်ပြန်ပြီး share လုပ်ပေးလိုက်ပါတယ်ဒီဆိုင်လေးကကျွန်တော်ကွေ့တီယိုကိုဘယ်ချိန်မှစားလဲရပြောင်းပဲစားလို့ရန်ကောင်းတာမို့လို့ကျွန်တော်အရန်ကြိုက်တဲ့ဆိုင်ထဲမှာလည်းပါပါတယ်နောက်ပြီးတော့ DNA ရဲ့လက်ရအထောင်းတွေကလည်းဘာမှပြောစရာမလိုအောင်စားလို့ရန်ကောင်းပြီးတော့ကျွန်တော်အရန်ကြိုက်ပါတယ်ဒီဆိုင်မှာဆိုရင်အထောင်းမျိုးစုံကိုပင်လယ်စာရက်နဲ့စပြီးတော့အမိုတောင်းပြောင်းမှုတောင်းရဲရဲတောင်းတွေရောပေါ့နော်အထောင်းမျိုးစုံကိုဟလန်ဆိုင်ရှားနေတဲ့သူတွေအတွက်ကတော့တောစာကြီးတင်တဲ့ဆိုင်ထဲမှာလည်းဒီဆိုင်လေးပါပါတယ်ကျွန်တော်အဲ့ဒီကတော့အမိုတောင်းနဲ့ပစုံတောင်းလေးမှာလိုက်ပါတယ်နောက်ပြီးတော့ဒီဆိုင်မှာဆိုရင်ဒီအထောင်းမျိုးစုံကိုအချိုးခံအဆက်ပေါ်ဝါစာအနိကိုကိုကြိုက်သလိုပြောပြီးတော့မှာလို့ရပါတယ်ကျွန်တော်ကတော့အထောင်းဆိုင်လေးလေးစားတဲ့လူပေါ့နော်အငန်လေးပုတ်ခိုင်းပြီးတော့အခုလိုမျိုး share ထောင်းခိုင်းလိုက်ပါတယ်ပစုံတောင်းမှာပိုင်းပစုံတွေကလည်းလက်ဆက်ဆက်နေကုန်မှာအများကြီးပါတာမို့လို့တပွဲဆိုရင်2ယောက်လောက်အေးဆေးစားလို့ရပါတယ်။နောက်ပြီးတော့ဒီဆိုင်မှာဆိုရင်ဒါအကွက်တီယိုရဲ့အထောင်းတွေပြင်ကိုဖတ်ထုတ်ကြော်တွေကြက်မလိုင်ခဘပ်တွေတခြားမီနူတွေလည်းအများကြီးရှိရပေါ့နော်။ကျွန်တော်ကတော့ဒါဒီနေ့ကျွန်တော်စားချင်တဲ့မီနူတွေအကုန်လုံးကိုအများကြီးမှချလိုက်ပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်ကွေ့တီယိုရေးလေးမှာစားခဲ့ပါတယ်ကွေ့တီယိုရေးကတော့အခုလိုမျိုးခေါက်ဆွဲမြတ်များအရွက်တွေနဲ့ကိုမှအသားအနေနဲ့ဆိုရင်စက်သားအပြင်ကို homemade စစ်စစ်ပေါ့နော်ငပဲလုံးလေးလည်းပါပါတယ်ကွေ့တီယိုရေးလေးကိုအခုလိုမျိုးငြုပ်သီးများများလေးနဲ့ကိုမှရာသီဥတုကလေးရေးပိုင်းမိုးရွာနေတာဆိုတော့အရန်လိုက်ပတ်ပြီးစားလို့ရန်ကောင်းပါတယ်ကျွန်တော်အဲ့ဒီကတော့ကွေ့တီယိုရေးတောက်ပြီးတော့အတုပ်လဲမှာစားခဲ့ပါတယ်ကွေ့တီယိုရဲ့အရသာကအတုပ်ကောရေကိုတမျိုးစီစားလို့ရန်ကောင်းပြီးတော့ကျွန်တော်အတုပ်ကိုလည်းကြိုက်လို့အရေကိုလည်းအရန်ကြိုက်ပါတယ်အတုပ်ကလည်းအနည်းလည်းရထိထိမိမိနဲ့ကိုဘာမှပြောစရာမလိုပဲနဲ့တခြားလေးနယ်ပေးထားမို့လို့စားရတာအရန်စားလို့ကောင်းပါတယ်ကျွန်တော်ကတော့ကွေ့တီယိုအတုပ်လေးစားလိုက်ဟင်းလေးတောက်လိုက်နဲ့ရာသီဥတုကလည်းအဲ့နေရမိုးလေးနဲ့အုံနေရဆိုတော့လုံးဝကွက်တီဖြစ်နေခဲ့ပါတယ်ကွေ့တီယိုစားပြီးသွားပြီဆိုတော့ကျွန်တော်မှာထားတဲ့ပစုံတောင်းလေးစားလိုက်ပါအောင်မယ်ပစုံတောင်းမှာပါတဲ့ပစုံတွေကလုံးဝလက်ဆက်ဆက်နေကိုမှ10ကောင်15ကောင်လောက်ထိပါပြီးတော့2ယောက်လောက်အေးဆေးစားလို့ရပါတယ်ဒီဇိုင်းရဲ့ပစုံတောင်းကတော့အခုလိုမျိုးတင်မောသီးနဲ့ထောင်းပြီးတော့ဘေးမှာဆိုရင်မုတ်ဖက်ကဲကစုံရွက်ကဲဂေါ်ဘီရုပ်ကဲထည့်ပေးထားပါတယ်ပစုံကလည်းလက်ဆက်ဆက်နဲ့ကိုမှစားလို့ရန်ကောင်းပြီးတော့သူ့နဲ့ထောင်းထားတဲ့တင်မောသီးလေးနဲ့တွဲစားလိုက်မယ်ဆိုရင်တော့ပိုပြီးစားလို့ကောင်းပါတယ်ကျွန်တော်အဲ့နေကတော့ဘေးမှာပါတဲ့ကစုံရွက်လေးစားလိုက်မုတ်ဖက်လေးစားလိုက်နဲ့အထောင်းလေးတွေကို share ဆွဲခဲ့ပါတယ်နောက်ပြီးတော့ငဖဲစစ်စစ်နဲ့လှုပ်ထားတဲ့ဖတ်ထုတ်ကြော်လေးလည်းမစားခဲ့ပါတယ်ဖတ်ထုတ်ကြော်ရတာကတော့ဘေးသားကျွတ်ကျွတ်လေးကိုမှငဖဲအစစ်နဲ့လှုပ်ထားဆိုတော့စားလို့ရန်ကောင်းပြီးတော့အချင်းနဲ့လည်းရမ်းလိုက်ပါတယ်ဒီဆိုင်ရဲ့ကြက်မလိုင်ခဘပ်ကလည်းစားလို့ရန်ကောင်းပြီးတော့ကျွန်တော်ဟိုးရင်တစ်ခါက review ပေးတော့ကလည်းဒီဟာလေးကိုအရင်ကြိုက်လို့ review ပေးခဲ့ဦးပါတယ်သူ့ရတာကလေကြက်ကြော်ရတာပုံစံမျိုးကိုမှတစ်မျိုးလေးနဲ့အခုလိုမျိုး sauce လေးနဲ့စားမယ်ဆိုရင်တော့အရင်စားလို့ကောင်းပါတယ်ကျွန်တော်အဲ့ဒီကတော့ရှူရှဲစားရင်လို့ငဖဲစားသုံးလေးလည်းမစားခဲ့ပါတယ်ငဖဲစားသုံးကတော့အထက်မှာငြုပ်သီးများများနဲ့ကိုမှဘေးမှာတမြသီးနဲ့ဂေါ်ဘီယိုလေးလည်းပါပြီးတော့ like ဖက်ပြီးစားလို့ရန်ကောင်းပါတယ်ဒီဆိုင်လေးကပါဆယ်လေးရတယ်လို့ဆိုင်မှာစားမယ်ဆိုရင်လည်းအခုလိုမျိုးအေးအေးဆေးဆေးထိုင်စားလို့ရပါတယ်ဒါလေးကတော့ကျွန်တော်မှာထားတဲ့အမိုတောင်မှာအမိုတောင်ရတာကလည်းချင်းချင်းဆက်ဆက်ထိထိမိမိနဲ့ကိုမှစားလို့ရန်ကောင်းပြီးတော့ဘေးမှာပါတဲ့ကစုံရက်လေးနဲ့တွဲစားမယ်ဆိုရင်ပို့ပြီးတော့မှစားလို့ကောင်းပါတယ်ကဲဒါဆိုရင်မန္တလေးမှာကွေ့တီယိုကောင်အထောင်းမျိုးစုံစားနေတယ်ဆိုရင်တော့24လ25လကြာ83လမှာဖွင့်ထားတဲ့3 star ကွေ့တီယိုဆိုင်ကိုတောင်းစားကြည့်ဖို့တော့ comment လုပ်ရင်းနဲ့နောက်လို့မှပြောနေကြမယ်နော်အားလုံးပဲအစ္စလာမ်မလိုင်ကွမ်